အားလုံးပဲမင်္ဂလာပါမေတ္တာဖောင်ဒေးရှင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်အင်မတန်မှမင်္ဂလာရှိတဲ့စကားကိုမင်္ဂလာချိန်မှာပြောကြရတဲ့အတွက်ကြောင့်မို့လို့မေတ္တာကအရန်ဝမ်းမြောက်ပါကြောင်းအရင်ဆုံးပြောကြားချင်ပါတယ်ကျမတို့ဒီမေတ္တာဖောင်ဒေးရှင်းမှာ2025ဇန်နဝါရီလကနေစပြီးတော့အခုမေလဧပြီလကုန်မေလဆန်းမှာမင်္ဂလာရှိတဲ့အကြောင်းကြီးပြောရမယ်ဆိုရင်တော့အင်တာဗျူးဖြေဆိုသူ33ယောက်ရရှိခဲ့ပါတယ်အဲ့ဒီ33ယောက်ရရှိတဲ့အထဲမှာ9ယောက်လုံးဝလွတ်ကင်အောင်ခဲ့ပြီးတော့အင်တာဗျူးတကယ်ကျသွားပြီးတော့တရားရုံးကိုရောက်တဲ့သူ9ဦးရှိပါတယ်အဲ့တရားရုံးကိုရောက်တယ်ဆိုတာကလည်းရောက်တဲ့သူတွေမှာအကြောင်းပြချက်အပြည့်အစုံရှိပါတယ်အဲ့ဒါကတော့ကျောင်းမတက်တဲ့သူကျောင်းလာပြီးတော့ကျောင်းမတက်တဲ့သူနဲ့သင်္ဘောသား2ဦးဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့စီမှာအဆိုင်လင်းအောင်တဲ့ကလေးတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာတင်ပြီးတော့2လမပြည့်ခင်မှာပဲအောင်ကြတာကိုတွေ့ရပါတယ်အောင်တဲ့အခါမှာလည်းလွတ်ကင်ဆိုတဲ့စကားလုံးကတော့အင်မတန်အရေးကြီးတယ်လို့ပြောချင်ပါတယ်အင်တာဗျူးအောင်ပြီးမှအင်တာပရိုက်တာကအဲ့ဒီအင်တာဗျူးဖြေဆိုထားတဲ့သူနဲ့ကိုယ့်ရဲ့အမှုတွေကိုကြိုတင်ပြင်ဆင်ထားတာတွေသူကိုယ်တိုင်ကရေးပြီးတော့သူကိုယ်တိုင်ကလိုက်ပြီးတော့ဒီစကားပြန်လောက်ထားတာတွေတွေ့ရှိတဲ့အခါမှာဒီအောင်မြင်ထားတဲ့ကိုယ့်ရဲ့ရှာပါ9တန်းတန်စုလေးပြန်လည်ပြီးပျောက်ကွယ်ရမယ့်အနေအထားမျိုးတွေပြန်တွေ့နေရပါတယ်မေတ္တာဖောင်ဒေးရှင်းဟာဒါတွေကိုအများကြီးအကာအကွယ်ပြုထားပါတယ်ကျမတို့မေတ္တာဖောင်ဒေးရှင်းမှာလာရောက်တဲ့သူတိုင်းကိုပထမဦးဆုံးသောလုံခြုံမှုဟာတရားဥပဒေနဲ့အညီပြဋ္ဌာန်းချက်နဲ့အညီမိခွန်းတရားကိုအမှတ်တရပြည့်ရအောင်အတိအကျရေးသားထားခြင်းဖြစ်ပါတယ်။ဆိုင်လင်းအင်တာဗျူးဆိုတာဟာအဆိုင်လင်းဆိုတဲ့စကားနဲ့ညီအမျှအတိအကျတင်ပြခဲ့တာတွေလည်းဖြစ်ပါတယ်။ဒီလိုမျိုးအည်အချင်းအပြည့်အဝနဲ့မေတ္တာဖောင်ဒေးရှင်းကနေပြီးတော့အောင်မြင်မှုရခဲ့တဲ့အကြောင်းကိုဝမ်းမြောက်ဝမ်းသာအားလုံးကိုအသိပေးလိုက်ပါတယ်အခုဆက်လက်ပြီးတော့လေကျမတို့ဒီအင်တာဗျူးရထားတဲ့လူပေါင်း33ယောက်နဲ့ဒီတင်ထားပြီးသမျှဒီ3လစာတင်ထားပြီးသမျှလူပေါင်းရာကျော်ရှိနေပါတယ်အဲ့တော့ဒါတွေအားလုံးလို့လေကျမတို့ဘယ်လိုဆက်ပြီးတော့ဒီအင်တာဗျူးများရအောင်အဆင်တပြေဖြစ်ရအောင်လုပ်ပေးတယ်ဆိုတာစောင့်ကြည့်ရင်းနဲ့အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေလို့အင်မတန်စိတ်ညစ်နေတဲ့အချိန်မှာမျှဝေလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေ